အားလုံးပဲမင်္ဂလာပါဒီကောင်လေးကတော့မော်စီစာတရားဝင်ရောလေးဖြစ်တယ်ဗျကျွန်တော်နှစ်ချမ်းကွဲသွားတာနော်ကျွန်မလာတယ်ဗျထပ်လာပွေးနေငါချပွေးရှေ့ရအောင်တော်တော်မြင်ရနေဒီမှာတော့ပွင့်ရတယ်ဗျပစ္စည်းရတယ်ဒီဘက်မှာတော့ဒီမှာအချွတ်ပွေးတွေရှိရတယ်ဒီထဲမှာမစေးထားအောင်ကျွန်တော်အရွယ်နဲ့ဆိုတော့လာရဗျအမဲနဲ့ဒီနေရာမှာမဲနေပွင့်ရ